ဒါလေးကတော့မြတ်စွာဘုရားတော်ထွက်တော်မူသောနေ့နဲ့မြတ်စွာဘုရားတရားဖြစ်တော်မူသောနေ့နှစ်နေ့ကိုပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်တော်ထွက်တော်မူသောနေ့ဖွာမြင်မြောက်သော16နှစ်ရွယ်ပြုနုနယ်၌သုံးသွဲရွှေနန်းတိမ်မြန်ပြီးလှ73နှစ်လျင်ဘုံတိလျံလူစံတော်မူ၍ရွယ်မူနုဖြိုး29ဝဲလေးမျိုးနိမိတ်နတ်ပြာဟိတ်ကြောင့်ရွှေစိတ်ညင်ညူတန်ဝေဘူကဝါဇူလာပြီကြာမင်းနေဝဲချမ်းမြေရကုန်တော်ရဲ့လုံးသည်စုံမြိုင်ပင်ရိပ်ခံမာကိုဒီကြဆိုတာကသူစားဗျာတော်တော်မူသောနေ့မဟာတက္ကဝေ69ခုဝါဇူလာပြီတနင်္လာနေ့ကိုဒီကောင်မှတ်လိုက်အောင်တနင်္လာနေ့နာမပေါ့နော်ကြဆိုပြီးတော့ဒီဟာဖြစ်ပါတယ်နောက်တနေ့ကဖျားဖြစ်တော်မူသောနေ့တော်ရဲ့မြိုင်ပေါ်6နှစ်ပြော၍ခါရောတဖုံပွင့်ချိန်ကြုံကကဆုံလာပြီစင်မင်းနေဝဲမြေပရမီပလင်ပွေထက်ရွှေညောင်းတော်ကြီးဘိတန်တီနှင့်မနီကြီးဖြူနေတော်မူလျက်ရံမြူခပ်ပင်အမိုက်တင်ကိုအရှင်ပဲဖြောက်အလင်းပေါက်ကထွန်းတောင်ဘုံတော်တောင်းလုံးကျော်သည်သုံးဘောလူတို့ငိမ့်ပါကိုဒီလျင်ကမြတ်စွာဘုရားဖြစ်တော်မူသောနေ့မဟာတက္ကရာ103ခုကဆုံလာပြေဗုဒ္ဓဦးနေ့ကိုအတူကောင်းမှတ်လို့ရအောင်ဗုဒ္ဓဦးနေ့လမ်းလျင်လို့တက်ထားတာအဲဆိုရင်အရင်တပုတ်ကမြတ်စွာဘုရားပဋိတန်ကြီးယူတော်မူသောနေ့နဲ့ဖွာတော်မူသောနေ့ကိုရှင်းလင်းပြပါပြီဒါတော့တော်ထွက်တော်မူသောနေ့နဲ့ဘုရားဖြစ်တော်မူသောနေ့ကိုရှင်းတာဖြစ်ပါတယ်အဲဆိုရင်နေ့နဲ့နှစ်ခုအတူကောက်ကပဋိတန်ကြီးယူတော်မူသောနေ့ကိုမပြီးရင်ဘုရားမြတ်စွာဘုရားဖွာပြီးတော်မူသောနေ့ကိုတိမြတ်စွာဘုရားတော်ထွက်တော်မူသောနေ့ကိုကြာဘုရားဖြစ်တော်မူသောနေ့ကိုလျင်အဲဆိုရင်နေ့နဲ့၄ခုရပြီမန်တိကြာလျင်သူကနေ့နဲ့ရဲ့အတူကောက်လေးပေါ့ဒါလေးကတော့ဒီမှာတင်ဆုံးသက်ချင်ပါတယ်အားလုံးကျေးဇူးများတင်